3 ချက်ဒီမိုကရေစီလူတိုင်းလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်ခင်ဗျားတို့ကြရင်ခင်ဗျားတို့အစိုးရကိုစံနာပဲပြပြတပိတ်ပဲမောက်မောက်ကြိုက်တာလို့ဒီသူပိုင်လမ်းမှာခင်ဗျားတို့ပိုင်တဲ့ပုံစံမျိုးနဲ့လမ်းပိတ်နေတဲ့အနေအထားတွေကိုကျတို့လည်းခုနကမှကားပိတ်လို့ကြောင်းပြန်ရောက်တာအဲ့ဒီလိုဟာမျိုးကျတို့မဖြစ်တော့ဘူးရတာကိုကျောင်းသားတို့လည်းရိုက်ခွင့်ပြုတာတော်ပဲအဲ့ဘက်ကရက်တိကလားအကျန်းဘက်ကိုအာမပေးဘူးတစ်ချက်နှစ်ချက်ကဦးဇင်းတို့ဖျားသားတာ3 ချက်ဒီမိုကရေစီလူတိုင်းလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်ခင်ဗျားတို့ကြရင်ခင်ဗျားတို့အစိုးရကိုစံနာပဲပြပြတပိတ်ပဲမောက်မောက်ကြိုက်တာလို့ဒီသူပိုင်လမ်းမှာခင်ဗျားတို့ပိုင်တဲ့ပုံစံမျိုးနဲ့လမ်းပိတ်နေတဲ့အနေအထားတွေကိုကျတို့လည်းခုနကမှကားပိတ်လို့ကြောင်းပြန်ရောက်တာအဲ့ဒီလိုဟာမျိုးကျတို့မဖြစ်တော့ဘူးဆရာဗျအဲ့လေအခုကားပိတ်တာကိုအကျမ်းပဲရိုက်ညတ်တာကိုဆရာတော်အနေနဲ့သဘောတူပါလားဗျ3 ချက်ပြောပြီးပါပြီနံပါတ်1အကျမ်းဘက်ကိုအာမပေးဘူးနံပါတ်2ကျတို့ဒီဖျားသားတော့ဖြစ်တယ်နံပါတ်3ဒီမိုကရေစီရဲ့အနှစ်သာရကိုခင်ဗျားတို့သိသိချာချာလေ့လာလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်မှာလက်ရှိအစိုးရပဲဖြစ်ဖြစ်ပြီးခဲ့တဲ့အစိုးရဖြစ်ဖြစ်နောက်လာမယ်ဆိုရင်ခင်ဗျားတို့မကြိုက်ရင်တရားဓမ္မတွေဆန္ဒပြခွင့်ရှိတယ်တပိတ်မောက်ခွင့်ရှိတယ်ကြိုက်တာလုပ်ခွင့်ရှိတယ်အဲ့တော့ဦးဇင်းတို့ကြိုက်ရင်ဦးဇင်းတို့လည်းနေလို့ရတယ်ဦးဇင်းတို့မကြိုက်ရင်ဦးဇင်းတို့လည်းပြခွင့်ရှိတယ်မောက်ခွင့်ရှိတယ်သကောင်းကိုရှိုးဝါရောမှာကျတို့မကြိုက်လို့ကျတို့လုပ်ခဲ့တာတွေအများကြီးရှိသလိုအခုချိန်မှာကျတို့မလုပ်နိုင်လို့ကျတို့မလုပ်ဘူးကျတို့ကြောင်းနေနေတယ်ဒါဒီမိုကရေစီပဲခင်ဗျားတို့ကြိုက်ရင်ခင်ဗျားတို့ဆန္ဒပြအစိုးရကိုကြည့်ရအောင်ခင်ဗျားတို့ဆန္ဒပြ